ခုနလာပိုင်း9ရက်နေ့ကနေစပြီးတော့ဝမ်းသွားရင်တွေးပါခဲ့ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဆရာဝန်တွေပြသတဲ့အခါမှာကျွန်တော်ကိုကျင်းခဲ့ပါတယ်ဆရာကြီးကလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာကြီးအခုဆိုရင်ပေါ့နော်ခွဲစိတ်ကံဝင်ပြီး6ရက်ပြည့်လို့လည်းတော့ဆင်းရပါပြီအခုဆိုရင်ဒီမှာမျိုးသားပေါ့နော်ကျင်းကျန်းမာနဲ့လည်းအကုန်လုံးဆင်ပြေပါတယ်အားလုံးလည်းဆင်ပြေရှိပါတယ်ဟိုဆရာကြီးကလည်းဒီကနေလည်းထပ်ပြီးကျေးဇူးတင်ပါတယ်နော်အခုဆိုရင်ပြီးတော့ဟိုမနိုင်ငံကိုချေချောင်းမွေးနဲ့တင်ရပါလို့မျိုးနော်ဟိုပြီးတော့အုံ2လပြည့်လို့ရှိရင်ပြန်လာပြီးတော့ဆက်ပြီးတော့ပဲဟိုဆရာမကြီးရဲ့ကျေးဇူးကြောင့်ဒီအိန္ဒိယနိုင်ငံဒေါက်တာကာရန် HCG ကင်ဆာဟော့စပီတယ်ကိုကတားနဲ့ချိတ်ဆက်မိခဲ့ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်မြန်မာပြည်မှာကုသမှုတွေပြီးတဲ့အခါဆရာကြီးတွေကိုခေါ်လို့ patient was diagnosed with rectal cancer and he underwent robotic assisted ultra low anterior section and with a diversion ileostomy. This patient was started on liquid diet the very next day. He started mobilizing, was walking around in the ward. He was discharged on post-operative day 5. ဆိုရင်မှလည်းမပူပန်နဲ့အဲ့လိုပြောတော့အားရရှိခဲ့ပါတယ်ဒီဆရာကြီးလည်းကျေးဇူးတင်ပါတယ်အဲ့လိုပေါ့နော်ရောက်ချင်းဆရာကြီးရဲ့လူထွေးစာဆက်ဆံမှုကိုလည်းကျေးဇူးတင်ပါတယ် ACC Cancer Hospital ဒေါက်တာကွန် thank you